foundation လူတဲ့အခါမှာဘယ်လိုလုပ်ရမလဲဆိုတာလေးပါထည့်ပြသွားပါမယ် foundation လူတဲ့အခါမှာ foundation ကိုလက်ဖက်မိုးပေါ်ပဲတင်ပေးပါလက်ဖက်မိုးပေါ်တင်ပြီးတော့မှမျက်နှာပေါ်ကိုတန်းပြီးတော့လုံးဝမတင်ပါနဲ့နော်မျက်နှာပေါ်တန်းတင်ရင်အဆင်မပြေပါဘူး foundation လေးကိုလက်ပေါ်မှာလက်လေးနဲ့6မိနစ်ယူပြီးတော့မှကိုလိမ့်ချင်တဲ့နေရာလေးကိုတဖြည်းဖြည်းအဆင်တက်ပြပါနော်ပြီးရခါမှာကိုချိန်နေတဲ့ရာကိုအဆင်ပြေတဲ့တုံးရပါနော် foundation ကိုဖြည့်ရနေရမှာအရင်ကြီးပြန်ရဲ့ item ဆွဲကို like တင်လေးပဲဆွဲပြီးတော့ဖြည့်ပေးမယ်နော် foundation အရွေးမှားတိုင်းဘယ်လိုလုပ်မလဲ foundation အရွေးမှားတာပြီးကိုမျက်နှာတင်လိုက်လို့ကိုမျက်နှာကလေပင်ထက်